Tokyo Motorcycle Show 2026 53ချိန်မြောက် Motorcycle Show ရောက်နေဖြစ်ပါတယ်ခုဘယ်အစားပြရောက်ဆိုင်ငယ်တော့အများကြီးပဲဘယ်အစားကြည့်လို့ကြည့်ရမှာမသိဘူးကဲရှိမှတွေ့နေတာတော့ Suzuki Katana ဖြစ်ပါတယ်ဒီကSuzuki Katana ဖြစ်ပါတယ် Suzuki ကလို့ Japan Kendo Design ကိုအဲ့လိုမျိုး collection ပြီးတော့ reference ယူပြီးတော့ design လုပ်လိုက်ပါဒီကောင်အောင်ဆိုရင်ဒီနားမင်းရမသိခါတနာဆိုရေးတာအဲ့လို key online လည်းလိုမျိုးခါတနာဆိုပြီးထွက်လာပါတယ်ရှင့် Suzuki ကနေဒီနှစ်ထဲမှာလိုမျိုး GSX 1000ဂျပန်မှာရောင်းမလားမရောင်းလားမသိဘူးဒီကောင်ရှိပါတယ် one glass not too bad not too bad တောင်းအောင်လည်းရှိတယ်လို့မရှိ okay GSX อ่ะဒီကောင် GSX the town design တော့ဘာမှပဲသူဆိုရင်ဈေးနှုန်းကမြေးတော့ကြည့်ချင်တော့ဒီ QR code ထဲမှာဝင်ကြည့်ဝင်ရှာပေးကြည့်လိုက် Suzuki ထဲမှာ Suzuki ထဲကတစ်ထုတ်ထားတဲ့ဘိန်းတွေကမရှိဒီနေ့ထဲမှာတစ်ထွက်လာတဲ့ဘိန်းဆိုရင်ဒီကောင်ပြန် Suzuki ကဒီကောင်နားတာကြာပြီပေါ့ဒီကောင်နားတာကြာရအကြောင်းပြန်ထုတ်လာဖြစ်ပါတယ် Suzuki GSX 8R GSX 8R ဒီကောင်ဒါရှိရ CC why the fuck am I color is so black ကျွန်တော် real color ဒီကောင် Suzuki 8R ရှိရ CC ဖြစ်ပါတယ် Suzuki ကနေထုတ်ထားတဲ့ဆိုင်ကဒီနေ့ထဲမှာ Suzuki ကနေဒီရှိရ CC engine ကိုပဲတုံးထားပြီးတော့နောက်တစ်သိထွက်ထားတယ်နော် ATT ဆိုပြီးတော့အကောင်ပြမယ်အကောင်အဲ့လိုမျိုးဘလို့ဆိုင်ကဒါရပါကြီးလေဟာ SB ရဲ့ဒီကောင်ဟိုလာမသိ hybrid လာမသိ Adventure ပုံစံမျိုးဖြစ်ခွာကြည့်ရင်ခွာကြည့်လိုက်ရပါခွာကြည့်ကျွန်တော်ရိုက်ပေးမယ်လည်းမရှိဘူးအဲ့တော့မခွာတော့ Suzuki Hayabusa Special Edition ဒီမှာ Suzuki ကတက်ထုတ်ရတဲ့ဆိုင်ကနော် ATT 8ဒီကောင်က GSX 8ပေါ့ဒီကောင်က ATT ဆိုပြီးတော့ရှိဒီကောင်က Suzuki GSX 8T ဆိုပြီးတော့ခုနပြခဲ့တဲ့ဟိုလာနဲ့ engine ပိုင်းဟိုဘာညာတူရဖြစ်ပါတယ်ဒီကောင်ဘာကောင်ကြီးလဲ This one is a GSX 8T okay Suzuki PY ဆိုတော့ဒီဘက်မှာရှင်းနေတာတော့ Triumph ဘိုင်းတော့ကျွန်တော်အဲ့လောက်ထိမသိပါဘူးဒီကောင်မှလည်း Triumph ရှိပါတယ်ဒီမှာခွာနေရရှိတယ်ကျွန်တော်ခွာကြည့်တယ်ပါ Okay Suzuki ဒီကောင် Triumph မိုက်တယ်ဒါပေမဲ့ကျွန်တော်မသိဘူးဒီကောင်ဆိုရင်ဘယ်လောက် CC လဲဘယ်လောက် CC လဲမသိဘူးဒီကောင်မိုက်တယ်နော်ခွာကြည့်249,500 speed trip ပဲ1200ဆိုတော့1158 cc ပေါ့သူက1158 cc ခွက်ကြည့်လိုက်ပါအဲမြင်းနေတဲ့တော့ဘာလို့ sea height ကလည်းမမြင့်ဘူးဘိန်းချင်းခြေပြားတော့ထောက်ကျွန်တော်ကြီးက9ပေ9 5ပေ8လောက်ရှိမယ်ခြေပြားတော့ထောက်ရတယ်ဒီကောင်မိုက်တော့မိုက်ပါသူ naked ဘိုင်းနဲ့ပုံစံနဲ့ဆိုတော့မိုက်တော့မိုက် Triumph ဖြစ်ပါတယ်Triumph design ဘိုင်းနဲ့မိုက်တယ်ပေါ့နော်ဒီကောင်ဆိုရင် Triumph ဘိုင်းနဲ့ Triumph ပဲနိုင်အင်္ဂလန်ကဘာလာမသိဘူးဒီကောင်ဆိုလည်းရှိပါတယ်တော့မင်းတို့ခွာကြတော့ကွာအိုးဟိုဘာ H2 တည်းရှိ H2 Okay ဒီမှာလည်း Triumph Daytona 660 660cc ဖြစ်တယ်650cc တော့လေအဲ့ရှိပါတယ် Triumph ဆိုင်ကယ်ရအများကြီးပဲဘယ်ဘင်းကိုပြတော့ပြမှာမသိဘူးအဲ့ဒီများဝိုင်းငါလည်းရွေးချယ်စရာကြီးများလိုက်ရွေးချယ်တတ်တော့ခီဂျီမဆိုတာအဲ့လိုမျိုးဂျပန်အဲ့လိုဆိုင်ကယ်စိတ်ပိုင်းတွေရောင်းတဲ့ company ပေါ့သူကနေအဲ့လိုမျိုးသူတို့ရဲ့အဲ့လိုမျိုး company ထုတ်တဲ့စိတ်ပိုင်းတွေ design ဆိုတော့ design လို့ပြော custom လုပ်ပြီးတော့ပြတာပြပါတယ်ဒါကတော့ Kawasaki W Meguro W7 နဲ့Sanjo နဲ့ဒီပါပဲโอเคဒီဘက်ကျတော့ဘာမှမရှိတော့ဘူးဒါပါလဲကွန်မီနဲကဘာရောက်လာလဲမသိဘူးကွန်မီနဲကဝက်စားတွေဝေါင်းရောက်လာဖြစ်ပါတယ်ဒီဘက်မှာဘာလဲဆိုတော့ Dunlop ဆိုတော့ tire ရောက်လာဖြစ်ပါတယ် Dunlop tire ရောက်လာဖြစ်ပါတယ်โอเค tire ကျဆော်လေးမရှိသေးဘူးကွာအေးဟိုဒီမှာ H2 Ninja H2 bro ဒီမှာ H2 ဖြစ်ပါတယ် tire ရှင်းပင်းရဝရကဲ tire အပြော့ရတော့လား Never slow down okay
Okay ရောဘာကောင်းလဲဟိုဒါပါလေCBR Fireplate ဖြစ်ပါတယ်ဒီကောင် CBR Fireplate ဒါတော့ရဲ Chinese branding yeah what the fuck is it yeah there I can't pronounce this တရုတ်ဘိန်းနေဖြစ်ပါတယ် EV e-bike တွေဖြစ်ပါတယ်တရုတ်ဘိန်းနေတရုတ်ဘိန်းကဘာလားမသိဘူးတရုတ်ဘိန်းလို့ထိုင်တာပါ electric ဘိန်းနေဖြစ်ပါတယ် electric ဘိန်းနေဖြစ်ပါတယ် Okay ကျွန်တော် KTM လိုက်ပြရမယ်နော် KTM လိုက်ပြရမယ်ဖြစ်ပါတယ် KTM Duke ဘာညာ KTM Duke ကတော့နာမည်ကြီးပါတယ် Okay ဒီကောင်ဆိုရင် KTM ready to race ဒါပြန် KTM ထိုးတာပြန်ပေးဖြစ်ပါတယ်990cc ရဲ့ဘာညာတာကချီ Okay KTM Duke ဒီကောင်မိုက်ဒီကောင် KTM တော့ Duke အထမိုက်တယ်ဒီကောင်မိုက်မြန် strongly ဖြစ်တယ် Okay KTM မိုင်းတော့အဲ့လိုထိမသိဘူးကျွန်တော်ဂျပန်ဆိုင်ကဆိုင်မှာလုံနေဂျပန်ဆိုင်ကပဲတည်အသစ်ထုတ်ထားတဲ့ဆိုင်ကပြချင်တာ Royal Enfield ခုရောက် Royal Enfield ရောက် Royal Enfield လဲကျွန်တော်စတိုင်မဟုတ်ဘူးကျွန်တော်စတိုင်ဟုတ်တော့ကျွန်တော်ဘာမှမသိဘူးနော်အဲ့မပြတော့ Okay ဒါပါလဲ Doremi Collection နဲ့ Doremi Collection မသိဘူး Doremi Collection မိုက်တယ်မိုက်တယ်သူတို့ဒီဇိုင်းတွေမိုက် Yoshimura Mafra Okay ဒါပါလဲ NGK Spark Plug ဆိုတော့ဒါ NG customer လို့ထားပြန်ပြီး Moto GP ပြန်မယ်ဖြစ်ပါလေ Moto GP ပြန်မယ်ဖြစ်ပါလေအဲ့ဒါငါမြင်မှုနေတယ်လို့ Moto GP ပြန် Moto GP ကွင်းမှာပြန်နေဆိုင်ငယ်ပြီးပါလေ Okay တော့ထိုင်ရလေဒီIndian ဆိုင်ငယ်ဖြစ်ပါ Indian ဆိုင်ငယ်ကျွန်တော်လုံးဝခွာတော့မခွာကြည့်ဘူးပါဘူး Indian ဆိုင်ငယ်ကျွန်တော်လုံးဝခွာတော့မခွာကြည့်ဘူးပါဘူးဆိုတော့က Indian design နဲ့ကျွန်တော်ဆိုင်ဟုတ်ပါဘူးအကိုကြီးဆိုင်ဖြစ်ပါတယ်မသိပါဘူးမကြည့်ပါဘူး Okay ဟိုဒီမှာဘာ brand နဲ့မသိဘူး off road မှာညဘူးတော့ကွာ Oh this is Kawasaki ဒီKawasaki တဲ့ဒီနေ့ထဲမှာအယောင်တစ်တွေပါညာတစ်တွေထုတ်တယ်ပေါ့နော်အဲ့တော့ကြည့်ပါမယ်ပါ Hey what's up baby မနေ့ကလည်းဒီနေရာပါနော်မနေ့ကလည်းဒီဆိုင်ကပါနော် Okay မနေ့ကလည်းဒီဆိုင်ကTV 1300ဒီနေ့Honda နဲ့လည်းမျိုးဟိုတပတ်လောက်ကအိုဆာကာမှာဟိုပြသွားရောမော်တော်ဆိုင်ကယ်ရှိုးပြပြသွားရောဒီနေ့ဟိုတပတ်ကတော့အဲ့Honda အသစ်ထုတ်ထားတဲ့ဆိုင်ကယ်ပြသွားပါတယ်ဒီထဲမှာ Okay ငါဒီညမှတ်မိသေးရောမနေ့က Okay ဒါပါလို့ Olin Fox ဆိုတာဒါလက်ထီရင်စိတ်ဝင်စားဖို့မကောင်းဘူးပေါ့နော်စိတ်ဝင်စားဖို့မကောင်းဘူးပေါ့နော်ဒါပါ Tame Song who is Tame Song I don't know man what is this いきますよ最初はグー大剣ファイチョキ出ましたねグーの人の勝ちですグーの人はバラだバラだそのまま残ってはいそうですね I don't know what they're doingဘာလို့လဲငါမသိဘူး Okay BMW Okay ကျွန်တော်ရဲ့အိမ်မက်ဘိန်းဖြစ်တဲ့ BMW နားရောက်လာပါပြီဒီနေ့ထပ်မှာ BMW ကနေဘာဆိုင်ရဲ့တုတ်ပြသွားမလဲဆိုတာတော့အခုတော့ကြည့်မဖြစ်ပါနဲ့ Okay ကျွန်တော်ရဲ့ BMW ဒီနေ့ထဲမှာတစ်ထုတ်ထားတဲ့ဆိုင်ကမရှိပါဘူး BMW ကဆို BMW ကနေထုတ်ထားတဲ့ဘိန်းနေဟို BMW စကူတာလည်းထုတ်တယ်ပေါ့ဒါကတော့ M1000R ဖြစ်ပါတယ်ထုတ်တဲ့လမ်းမှာမြင်နေရအောင် Okay here we go ဒီမှာကျွန်တော်ရဲ့အိမ်မက်ဘိန်းဖြစ်တဲ့ M1000RR ကျွန်တော်ဒါကျွန်တော်ရဲ့ဖြစ်ပါတယ်
အမေမေလို့ရည်ရွာတာလုံးပါဖေလို့อ่ะ そうですね。私もオートレースで โอเค 山口のチーム ဒါတော့ကျွန်တော်အိမ်မှာပဲခွာကြည့်ချင်တယ်ခွာကြည့်လို့မရဘူးငါလုံးမโอเคအော်ခွာကြည့်လို့ရပါဘော S1000R တို့ M1000R တို့ခွာကြည့်လို့ရတယ်ဟောမှာခွာကြည့်ရအောင်ဒါဘာလို့လဲ Okay. This is Đó, I'm throwing my last year on the mama. And 1,000 senior corner. Okay, here we go. Throw it. Kawasaki Plaza. Kawasaki Plaza ni takimashita. Kawasaki ni dinner tema. So that Z style you gone out to. You gone the Zထွက်တာပဲပြီးတော့ဘီမိုတာ Where's Kawasaki? Oh, Kawasaki ကဒီကောင် Z9 ရဒီကောင်တော့ခေါ်တယ်မှာအနေရရှိဒါ Z9 Z1000 လား Z9 လားမသိဒီကောင်ဟုတ်တယ်တန်းရတယ် Okay. Was Z6R? So, what? Ba lo ba win လို့ရမှာခွာကြည့်ချင်တာဘာလို့မခွာကြည့်လို့ရမှာဒီကဒါKawasaki Z10 လားရုပ်ပြောင်းဖြစ်ပါတယ်ရုပ်ပြောင်းဖြစ်ပါတယ် Kawasaki ကနေရုပ်ပြောင်းဖြစ်ပါတယ်ဒါ Kawasaki Z10 ရုပ်ပြောင်းဖြစ်ပါတယ်ကာလာ3ကလာထွက်လာပါ Okay မင်းကလာမသိဘူးကျွန်တော် screen ပိတ်နေမှန်ကျန် performance ဘိုင်းနဲ့ကောင်းအောင်ဒီရုပ်ထွက်ကပုံမိုက်တယ်အပြင်မှာနော်ကင်မရာဘိုင်းနဲ့ကင်မရာနဲ့မှအဲ့လိုထိမမိုက်ပဲမယ်ဒီရုပ်ထွက်ကအပြင်ဘိုင်းမှာဆောင်းမိုက်ကျွန်တော်အဲ့လိုဓာတ်ပုံထဲမှာရမ်းမိုက်တယ်မထင်ရပါဘူးအပြင်ဘိုင်းမှာရမ်းမိုက်ဟုတ်ပါငါခွတ်ကြည့်တော့ခွတ်ကြည့်လိုက်မနေ့ကကင်မရာမန်ပါဒီနေ့တော့ဈေးစိတ်ဆိုငါလည်းအိမ်မှာပြင်ဖြစ်ခဲ့ပါတယ် Okay Z10 တော့သူခွတ်ကြည့်တာကွာ Kawasaki follow လို့ထားခွတ်ကြည့်လို့ရဘူးလေ Okay Brilliant အော်လာနေပြီလို့ရှိအော်ခါ Z6 ကွာနေစော်လေးဖြစ်ပါလေ Z6 ကွာနေစော်လေးဖြစ်ပါလေစော်လေးဒီပွဲ live စော်လေးကြည့်အောင်ဖြစ်ပါလေစော်လေးကမော်တော်ဆိုင်ကကြည့်အောင်ဖြစ်ပါလေမိုက်တယ်ကွာအေးမိုက်တယ်ကွာဟဲ့around 2026 Z6 Z10 ဖြစ်ပါတယ်အဓိကပြောင်းလဲသွားတာဒီကောင် wingless ရုပ်ထွက် Z6 ရုပ်ထွက်ပိုင်းလေးဖြစ်ပါတယ်အဲ့ဒါပြောင်းလဲသွားတော့ original ဒီကပါလာနော် original ပါလာကျန်တာတော့ဖွေထူးပြောင်းတယ်မရှိဘူးဒီကောင်အဲ့လိုမျိုးကမ်ဓာတ်ပုံထဲမှာရင်းမိုက်တယ်မထင်ရဘူးပြင်ပိုင်းရုပ်ထွက်ဆောင်းမိုက်ပဲဖြစ်ပါတယ်ရုပ်ထွက်ပိုင်း Brembo disc နဲ့ original ပါလာဖြစ်ပါတယ်ပတ်ချီ CI ကတော့ CI ကမြင့် CI မြင့်ပါတယ် CI မြင့်ပါတယ်ကျွန်တော်ရဲ့ sorry တော့ရ9ပေ180 cm လောက်ရှိပါတယ်ဒါစီဟိုက်1000cc ဆိုအဲ့လောက်ထိကိုရှိပါရိုင်းအဲ့လိုမျိုးကုန်းရတာဆိုတော့ yeah a little bit နည်းနည်းကုန်းရပါတယ် Z10 ကြိုက်ပါတယ် Z10 မိုက်ပါတယ်ဒီကတော့ဆိုင်ကမောင်းနေမြင်ရမမြင်ခွင့်ဖြစ်ပါတယ် Okay here we go finish ငါတန်းစီက4မိနစ်လောက်ရှိရငါခွာတော့ခဏလေးပဲဈေးရှင်းတာမိုက်ပါတယ် Okay this is Z6R Okay Z6R ဒီကောင်လည်းကြိုက်ခဲ့ပါနော်ဒီကောင်လည်းZ6 ဆက်ပြပါတယ် Okay ဒီကာလာမိုက်ရောအားလို့
green lime color ဖြစ်ပါတယ်ဆိုတော့အချစ် ZX6 နဲ့ ZX10 အားနဲ့ရန်ကြီးစီးဟိုက်မကွာဘူးပေါ့နော်မိုက်ပါ ZX6 အော်မိုက်ပါတယ်သူစီးရတဲ့ပုံစံမခါခွေ ZX6 မှာပြောစရာဘိန်းကြီးပိုင်းနဲ့ပြောစရာမရှိရတော့တယ် Okay, ZX6 is finished. Kawasaki အသစ်ထုတ်ထားတဲ့ဘိန်းတွေဒီနေ့တည်းမှာအသစ်ထုတ်ထားတဲ့ဘိန်းတွေရှိပဲသူတို့ပွဲထဲမှာမထုတ်လားပွဲထဲမှာမထုတ်လား Kawasaki အသစ်ထုတ်ထားတဲ့ဘိန်းတွေအသစ်ထုတ်ထားအော်ဒီကောင်အသစ်ထွက်ထားတဲ့ ZX Z Tokyo RS Cafe の黒い色အသစ်ထုတ်ထားတဲ့ဟာလာဖြစ်ပါတယ်အသစ်ထုတ်ထားတဲ့ဟာလာဖြစ်ပါတယ်ခွာနိုင်ပါတော့ကျွန်တော်ခွာနေခွာနေမခွာချင်တော့โอเค Kawasaki ကျွန်တော် Yamaha တို့ Honda တို့ကြံပါသေးတယ် Yamaha Okay here we go MotoGP မှာပြိုင်တဲ့ဆိုင်ကလေးပါလားမလဲ MotoGP တော့မဟုတ်တော့ဘူးဟိုကနေ Iron Plane နဲ့မိုက်ပါတယ်どこですか芝とမိုက်ပါတယ်အိုးထိုင်ရရောင်းလာတယ်အမ်1000အားကြီးကိုမှောက်ထားတယ်ချစ်စရာလေးပါအိုးဖာနီကလေးဒူဂါတီဖာနီကလေးခွာချလို့ရလားမသိခွာချနော်ခွာချလို့မရswaraないでください Okay ဒီကောင် Aprilia ပြပါလေတကယ်အဲ့လိုမျိုးပြန်ပေး top 10တွေကပြန်ပေးပြပါလေဟိုဒီမှာ custom လုပ်စားရပေးတောင်း Yamaha R1 ဒီတို့ပြတာကတော့ဒီတိုင်းတို့ဟာရောင်းတာပေါ့နော်ရောင်းတဲ့ဟာတွေရောင်းပြရပြောသူတို့ဘယ်လိုပုံစံမျိုးနဲ့ရောင်းနေပါလားသူတို့ဒီစီကဘယ်လိုကောက်နေပါညာOkay, do not touch. Okay, I won't touch. So, ပလကောင်းလေးရောင်းလေဆောင်ရဖြစ်ပါတယ်ဒီမှာကောင်လေးကြည့်မလားစုံလေးကြည့်မလားဆိုင်ငယ်ကြည့်မလား NGK Spark Plug ရောင်းလာတယ်ဒီ Spark Plug ရောင်းလာပြီပဲအဲ့ Spark Plug ဆိုင်ငယ်ကြည့်စုံလေးကြည့်မလားဆိုင်ငယ်ကြည့်မလားစုံလေးကြည့်ပြပါ Okay ဒါItaly brand B motor ဖြစ်ပါတယ်အထဲဝင်ဘာညာစကားပြောပါလားပြောချင်တယ်မသိဟာ Honda ရဲ့ Fireblade နဲ့ Fireblade နဲ့မျက်ကွက်ကျင်တူဒီကောင်ဒီကကြည့်မြင်ရ Honda ရဲ့ Fireblade နဲ့မျက်ကွက်ကျင်တောင်ပန်တော့ပါ Okay B motor ဘယ်လောက်လဲဘာညာလဲသူပြောတော့Italy brand ဖြစ်ပါတယ်နာ too bad ဒါ 400cc လားမသိဘူး390ကိုဆိုဟုတ်တယ် 400cc B motor ဖြစ်ပါတယ်နာဘယ် ZX4 ကပြမယ် ZX4 က 400ဘိုင်းနဲ့မှတကယ်ဆရာသမားဒီ400 ZX4 ဖြစ်ပါတယ်တော့ဒီနေ့လာဒီကောင်းလည်းဖြစ်ပါတယ် ZX4 ဖြစ်ပါတယ်ကင်မရာနဲ့နည်းနည်းအယောင်တောက်နေပေါ့နော်ကင်မရာနဲ့နည်းအယောင်တောက်နေခွာချစ်စီးရိုက်ကလုံးဝမမြင်ဘူးလုံးဝကွက်တိပါဒီ ZX25 အားနဲ့အတူပဲပေါ့နော်ဒီကောင်ဘာကွာလဲဆိုတော့engine ဘိုင်းနဲ့ကွာမယ်ဗျာ engine ဘိုင်းနဲ့ကွာမယ်brake ဘိုင်းပဲနည်းနည်းကွာမယ် fork ဘိုင်းနည်းနည်းကွာမယ်အဲ့လားဒါတော့ BMW ငယ် off-road လည်းကြိုက်တယ်ပေါ့ကျွန်တော် off-road လည်းမအောင်ကျင်တယ်ပေါ့ဒါမျိုးလည်းတစ်လုံးလိုချင်တယ်ပေါ့နော်ဒီကောင်ကပုံမိုက်ပါတယ် off-road လို့ပြောမှာ adventure လို့ပြောမှာ off-road လို့ပြောမှာ adventure လို့ပြောမှာ Fuck is really hot here ဘိုင်းနေပြရAdventure ဘိုင်းနေပြAdventure လည်းကြိုက်တယ်ဆိုတော့ဒါပါလေ auto ဘိန်းလို့တည်ပြန် auto ဘိန်းနဲ့ထုတ်တယ်ပါ R1300 RT တို့ BMW နော်
BNB ကိုပြအောင်ပြပါဦးနာဘယ်တန်သူကနာ my style နာ my style この車両はこちらになります。どうぞこちらヘルメットもご覧ください。 yes okay please